ိုးရှိတော့ငါကြည်လင်နဲ့ရေကန်ကြီးတစ်ခုရဲ့ဘေးမှာဘဲမောင်နှမနှစ်ကောင်လေးထိုင်ကြတယ်အကိုဖြစ်သူကဘဲကြီးလို့အမည်ရပြီးညီမလေးကတော့ဘဲမလို့အမည်ရတယ်သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အရင်ချစ်ကြပြီးဘဲသွားအတူတူသွားလေးရှိကြတယ်ဒီနေ့မှာတော့ဘဲမောင်နှမဟာရေကန်နဲ့ခက်လန်လန်ကမြက်ခင်းစိမ်းကြီးစီမှာအစာသွားရှာကြတယ်အစာရှာရင်းနဲ့ပျော်နေကြတာကြောင့်သူတို့နဲ့မလန်မကန်းကခြုံပုတ်ထဲမှာချောင်းနေတဲ့မြေခွေးပိုက်ပူကြီးကိုတတိမထားမိကြဘူးမြေခွေးကြီးကဒီနေ့တော့ဘဲသားဟင်းကောင်းကောင်းစားရတော့မှာပဲလို့တွေးပြီးခြုံထဲကနေရှုပ်တရက်ခုန်ထွက်လိုက်ပါတော့တယ်ဘဲမောင်နှမဟာအရှမ်းလက်သွားကြတယ်မြေခွေးကြီးကသူတို့ရှေ့မှာပိတ်ရထားတော့ရေကန်စီကိုပြန်ပြေးဖို့လမ်းမရှိတော့ဘူးညီမလေးဘဲမဟာကြောက်လို့တုံရင်နေရှာတယ်အကိုဖြစ်သူဘဲကြီးကတော့ညီမလေးမကြောက်နဲ့အကိုနောက်မှာနေလို့အားပေးရင်အစံတစ်ခုထုတ်လိုက်တယ်ဘဲကြီးကမြေခွေးကြီးကိုကြည့်ပြီးအိုးအရှင်မြေခွေးမင်းကြီးကျွန်တော်တို့ကိုစားတော့မှာလားဗျာလို့မေးလိုက်တယ်မြေခွေးကဒါပေါ့မင်းတို့နှစ်ကောင်လုံးကိုငါအခုပဲတလုံးထဲဝါစားပြစ်မယ်လို့ပြန်ပြောတယ်ဘဲကြီးကပန်းနဲ့စွာနဲ့စားမှာတော့စားပါဗျာဒါပေမဲ့ကျွန်တော်တို့ကလမ်းလျှောက်လာတာများလို့အသားတွေကအယမ်းမာနေတယ်ကျွန်တော်တို့မသေးခင်မှာနောက်ဆုံးအနေနဲ့ရေကန်ထဲမှာရေခဏစင်ကူပြရစေအတားဆိုအသားတွေကပြုတ်အေးပြီးစားလို့ကောင်းသွားမှာပါလို့လိန်ပြောလိုက်တယ်တုံးအားတဲ့မြေခွေးကြီးကမင်းပြောတာလဲဟုတ်တာပဲအသားနုလေးစားရတာပိုကောင်းတာပေါ့ကဲတော့ရေကန်ထဲမှာခဏစင်ကူကြငါဒီကနေစောင့်နေမယ်တက်လာတာနဲ့စားပြစ်မယ်လို့ခွင့်ပြုလိုက်တယ်ဘဲမောင်နှမဟာရေကန်နားကိုဖြည်းဖြည်းချင်းလျှောက်သွားကြတယ်ရေဆက်ရောက်တာနဲ့နှစ်ကောင်လုံးရေထဲကိုအမြဲဆုံးခုန်ချလိုက်ပြီးရေကန်ရဲ့အလဲကောင်းစီကိုအာကုန်ကူးသွားကြတော့တယ်မြေခွေးကြီးကကုန်းမော်ကနေဟဲ့မင်းတို့တွေတက်လာကြတော့လေအသားတွေပြော့လောက်ပြီလို့အော်ပြောတယ်ဘဲကြီးကရေလေကနေလှမ်းပြီးအော်မြေခွေးကြီးအသားကတော့ပျော်သွားပါပြီဒါပေမဲ့ကျွန်တော်တို့ကရေထဲမှာပဲနေရတာပိုကြိုက်တယ်မင်းစားတဲ့ရေထဲကိုဆင်းလာခဲ့လေလို့ရေမောပြီးပြန်ပြောလိုက်တယ်မြေခွေးကြီးကရေမကူးထတာကြောင့်ကုန်းပေါ်မှာပဲဒေါသတကြီးနဲ့ကြံရိတ်ခဲ့ပါတော့တယ်ဘင်းမောင်နှမဟာတယောက်ကိုတယောက်ကူညီပြီးညံသုံးခဲ့တာကြောင့်အသက်ဘေကလွတ်မြောက်သွားကြလေတော့တဲ့ပုံမြင်လေးကပေးခြင်းနဲ့သင်ခန်းစာကတော့ဘေးအန္တရာယ်ကြုံလျင်တည်ငြိမ်ပါအခက်အခဲကြုံတဲ့အခါကြောက်လန့်တုံရင်နေမဲ့အစားတည်ငြိမ်နဲ့အပြေရှာရဲ့လွတ်မြောက်ရာလမ်းကိုတွေ့နိုင်ပါတယ်ဉာဏ်ပညာသည်အသက်သခင်ဖြစ်သည်ခွန်အားကြီးသူကိုခွန်အားနဲ့ပြန်မတိုက်ပဲဉာဏ်ပညာနဲ့တိုက်ခိုက်ရင်အောင်နိုင်ပါတယ်မောင်နှမချင်းရိုင်းပင်မှာအကိုကညီမကိုကာကွယ်ပေးပြီးညီမကလည်းအကိုစကားကိုနားထောင်တဲ့အတွက်ကြောင့်အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်ကဲနောက်ချက်ပုံမြင်လေးတွေမှာပြန်တွေ့ကြမယ်နော်